ကိုက်လန် QC ကိုတရုတ်စတိုင်လေးကြော်စားမှာပါဒီကိုက်လန် QC ကိုစားတောက်ဆိုင်တွေမှာဆိုရင်တပွဲကို1000ကျော်အနည်းဆုံးပေးရပါတယ်အခုဈေးထဲမှာကိုက်လန်တွေကလည်းဈေးပေါ်နေတယ်ပေါ့နော်အဖူးများပါတဲ့အရွက်နုနုလေးတွေနဲ့တစည်းကိုမှလေ1000လောက်ပဲပေးရတယ်ဆိုတော့ဒီချိန်မှာကြော်စားရင်ရမ်းတန်ပါတယ်ကိုက်လန် QC ကြော်ဖို့အတွက်ကိုအရင်ဦးဆုံးအယိုးနဲ့အရွက်နုလေးတွေတင်ထားမယ်ပေါ့နော်ပြီးရင်ယူနေပိုးဝက်ဆူအောင်တည်ပြီးတော့စားထည့်ပြီးတော့ဒီကိုက်လန်ကို3မိနစ်လောက်ပြုတ်ပါတယ်ခုလိုမျိုးစားထည့်ပြုတ်ခြင်းအပြင်အရွက်တွေကိုမဲမသွားဘဲနဲ့စိမ့်စိမ့်လေးရစီပါတယ်ပြုတ်ပြီးပြီဆိုရင်တော့လေအရွက်တွေအရင်နူးမဝအောင်ရယ်ကျွတ်ကျွတ်ဆက်ဆက်အရသာလေးရအောင်ပေါ့နော်ရေခဲရေမှာဆယ်ပြီးတော့စိမ့်ထားပါတယ်ဒီအချိန်မှာဆော့ဆက်ပေါ့နော်ဆော့ဆက်ရတာလည်းလွယ်ပါတယ်QC ရယ်ပိန်းငံပြားရည်အနောက်ရယ်နောက်ပြီးတော့စားတို့ငါးသားမှုန်တို့ပေါ့နော်ဒါလေးတွေထည့်ပါတယ်အရသာအတွက်ကိုပြီးရင်ကော်မှုန့်နည်းနည်းထည့်ပါတယ်ရေထည့်ပြီးတော့လေဒီဆော့ကိုခပ်ပြစ်ပြစ်လေးဖြောထားပါတော့ပြီးရင်တော့ရေခဲရေစိမ့်ထားတဲ့ကိုက်လန်လေးတွေကိုအရင်ဆုံးရေစပ်ပါတယ်အိုးထဲမှာစီနည်းနည်းထည့်ပြီးတော့တည်ပြီးတော့ကြက်သွန်ဖြူကိုအရင်ဆုံးစီတက်ပါတယ်ကြက်သွန်ဖြူကြော်လေးမှုေးလာပြီဆိုတော့မှခုနကတော့ဆက်ထားတဲ့ဆော့ကိုလောင်းထည့်ပါတယ်ဆော့ထည့်ပြီးပြီဆိုတာနဲ့ကိုက်လန်လေးတွေကိုထည့်လိုက်ပါထည့်ပြီးတော့မီးပြင်းပြင်းမှာပဲ10မိနစ်လောက်မှုေးကြော်လိုက်ပြီဆိုရင်တော့မွေးလေးနဲ့လေအရန်ရတာရှိတဲ့ကိုက်လန် QC လေးရပါပြီကိုက်လန် QC ကိုအခုလိုမျိုးကိုက်လန်တီးတန့်ကြော်စားလို့ရတယ်လို့အသားတစ်မျိုးမျိုးထည့်ပြီးတော့ကြော်စားရင်လည်းစားကောင်းပါတယ်ကိုက်လန်စပေါ်ကစားတော့ကလေတစည်းကို2500ပေါ့နော်အခုဆိုရင်1000ပဲပေးရတော့တယ်အစည်းကလည်းတော်တော်လေးကြီးတော့တပွဲစာလောက်ကတော့ကောင်းကောင်းရပါတယ်ရှင်